ခင်နဲ့လုံးဝမတည့်နိုင်တဲ့အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့မာနဖြစ်ပါတယ်ထာဝရဘုရားသခင်ရဲ့သူ့ရဲ့ဘုန်းတော်ကိုလည်းလုံးဝပေးလို့မရတဲ့လူအုပ်စုရှိတယ်အဲ့ဒါကမာနအုပ်ဆိုးသောသူတွေပဲဖြစ်ပါတယ်နှိမ်ချသောသူတို့ကိုချီးမြှောက်သောဘုရားဖြစ်တယ်ဆိုတာကိုမာရိဒီကနေ့သူ့တခြင်းမှာဒီဆိုတာပဲဖြစ်ပါတယ်ဒီကနေ့နှိမ်ချခြင်းဆိုတာကလူရှိသူရှိမှာမဟုတ်ဘူးလို့မာရိကနေကျွန်တော်တို့ကိုသင်ပေးပါတယ်ဘယ်သူရှိမှာပဲဖြစ်ရမလဲထာဝရဘုရားရှိမှာပဲနှိမ်ချရမှာဖြစ်ပါတယ်ဒီကနေ့တန်ရှင်းခြင်းဆိုတာလေကျွန်တော်တို့ကမှားနေတာသူများနဲ့ပဲကျွန်တော်တို့ကနှိုင်းတာမဟုတ်ဘူးဘယ်သူနဲ့ပဲကျွန်တော်တို့ကအများကြီးကြည့်ရမလဲဘုရားနဲ့ပဲကြည့်ရမှာတင်တန်ရှင်းခြင်းကိုသူများနဲ့နှိုင်းတဲ့တင်ဟာတာ၍တန်ရှင်းတော်သူတာ၍မတန်ရှင်းတော်သူအများအားဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်နဲ့အမြဲတမ်းတွားနိုင်ရှင်ရင်အိုးထာဝရဘုရားကျွန်တော်ဟာတန်ရှင်းဖို့လိုပါသေးတယ်လို့အမြဲတမ်းတက်တည်ခံနိုင်မှာဖြစ်ပါတယ်ဒီကနေ့နှိမ်ချသောမာရိကလည်းနှိမ်ချခြင်းဟာတဲ့ before God ဘုရားရှိမှနှိမ်ချသောသူတွေကိုဘုရားချီးမြှောက်တယ်လို့သူပြောတာဖြစ်ပါတယ်ကျမ်းစာတအုပ်လုံးမှာယေရှုခရစ်လာတော့လေဘာတင်ပေးလဲသိလားဘုရားရှိမှနှိမ်ချပါဒီကနေ့လူတွေရှိမှနှိမ်ချရင်လေတင်တနေ့ကျရင်ဒေါသထွက်လိမ့်မယ်ငါနော်အစည်းအဝေးတိုင်းမှာနေရာဖယ်ပေးတာငါအောက်မှာထိုင်ပေးတာဒါနဲ့ဆိုရင်တော့8ကြိမ်ရှိပြီဒီလူကတော့နှိမ်ချပုံစံနဲ့မရဘူးနည်းနည်းမာပေးမှရမယ်ဟုတ်လားမဟုတ်ဘူးလားအဲ့တော့တင်လူတွေရှိမှနှိမ်ချဖို့ကြိုးစားရင်တင်မောတာပဲဖြစ်တယ်တင်ကိုတင်လည်းကျင်တတ်မှာမဟုတ်ဘူးအားရမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီကနေ့တန်ရှင်းသူတို့ကျွန်တော်ဗာပြောချင်တယ်ကိုးကွယ်ခြင်းစစ်ဆိုတာဖယားနဲ့ပဲအမြဲတမ်းနှိုင်းရတဲ့အရာဖြစ်ပါတယ်ဟာလေလုယာဖယားရှိမှတင်နှိမ်ချရင်လူတွေရှိမှတင်နှိမ်ချစရာမလိုဘူးအလိုနဲ့တင်ဟာနှိမ်ချပြီးသားနှိမ်ချခြင်းသဘောကိုနားလည်ပြီးသားသူဖြစ်မှာဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်ဝင်ငှတဲ့သူတိုင်းနှိမ်ချတာမဟုတ်ဘူးဒီကနေ့အဝိစားအဆုတ်ဝတ်တဲ့သူတိုင်းနှိမ်ချတာမဟုတ်ဘူးအဝိစားဆုတ်တာဝတ်တဲ့သူတိုင်းနှိမ်ချရင်ဒီကနေ့ဒေါသမထွက်ဘူးတဲ့လူတိုင်းနှိမ်ချတာမဟုတ်ဘူးအတန်ကိုလေဟုတ်ဂျေဇုတင်နော်ဟုတ်လုံးဝအားမရှိတဲ့အတန်နဲ့တိုးလေးပြောတိုင်းနှိမ်ချတာမဟုတ်ဘူးကျမ်းစာကဘယ်သူဟာနှိမ်ချဆုံးလို့ပြောတယ်လေမောရှေဟာလူသားထဲမှာအနှိမ်ချဆုံးလို့ပြောတယ်မောရှေဒေါသမထွက်ဘူးလားထွက်ဘူးတာပဲမောရှေကောင်းမဝစ်စားဘူးလားဝစ်စားဘူးတာပဲမောရှေကမာထမသွားဘူးလားသွားတာပေါ့ဒါဆိုရင်ဘုရားကသူ့ဘာလို့အနှိမ်ချဆုံးလို့ပြောတယ်လဲဆိုတော့ထာဝရဘုရားရှိမှဘယ်တော့မှမကြွားဝဘူးဟာလေလုယာထာဝရဘုရားရှိမှဘယ်တော့မှသူဟာမာနကိုအတက်မခံတာပဲဖြစ်ပါတယ်ဒီကနေ့တန်ရှင်းသူတို့တင်တို့ရဲ့မာနရှိတဲ့၍ကျွန်တော်ပြောပြမယ်ဖယားသခင်တင့်ကိုကြီးမားစွာအသုံးပြုဖို့ဆိုတာမလွယ်ဘူးဆိုတာဒီကနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်